ကဲဒီနေ့တော့အယိုးထီနူးပြီးတော့တရက်ကွက်လုံးမှွေမှန်ကတလောက်ပေါင်းနေမျှဝေပေးပြစေရှင်ငါးလေးတွေကိုရေတခြားဆေးပြဆိုရင်တော့စားချုံမောစနွဲမောရှာလကာရီလေးပါထည့်ပြီးတော့မှတခြားလေးနှမ်းစားအောင်နှဲပြီးတော့နှက်ထားပေးလိမ့်မယ်စားကိုကြတော့ကိုချက်မဲ့ပမာဏပေါ့နော်အနှစ်ပမာဏနဲ့ငါးပမာဏကိုချိန်စားပြီးတော့မှတခါတည်းထည့်ထားပေးရပါမယ်ကျမကတော့အနှစ်များများလေးနဲ့စားချင်တာဖြစ်တဲ့အတွက်ကြက်သွန်နီနဲ့ခရမ်းကျင်သီးကိုတော့များများလေးသုံးထားပါတယ်ကဲကြက်သွန်နီနဲ့ခရမ်းကျင်သီးလေးတွေကိုလည်းခပ်ပါးပါးလေးလှီးပြီးတော့မှစီးတက်ထားလိုက်ပါမယ်စီကိုကြတော့20တောင်းဝန်းကျင်လောက်သုံးထားပါတယ်ကြက်သွန်နီနဲ့ခရမ်းကျင်သီးလေးတွေတော်တော်လေးနွမ်းလာပြီဆိုရင်တော့အယောင်တင်ပုံလေးထည့်လိုက်ပါမယ်ကဲဒါဆိုရင်တော့ငါတလောက်ပေါင်းလေးစားပေါင်းလို့ရပါပြီကျမကတော့ထမင်းပေါင်းအိုးလေးနဲ့ပေါင်းထားပါတယ်ကဲပေါင်းမဲ့အိုးရဲ့အောက်ခြေမှာကတ်မနေဖို့အတွက်ကျမကတော့အလွယ်တကူဝယ်လို့ရတဲ့စပန်လင်လေးတွေခံပြီးတော့ပေါင်းထားပါတယ်ငါတလောက်လေးတွေကိုအခုလိုမျိုးစီပြီးထည့်ပြီးပြီဆိုရင်တော့အပေါ်ကနေကြက်သွန်နီနဲ့ခရမ်းကျင်သီးထည့်ချမ်းခွဲထားတာလေးထည့်လိုက်မယ်စီးတက်ထားတာလေးပါထည့်ပြီးပြီဆိုရင်တော့ရေလေးလိုတလောက်ထည့်လိုက်ပါမယ်ကျမကတော့မမြုပ်တမြုပ်အနေထားလေးထည့်ပြီးတော့မှပေါင်းထားပါတယ်ကျမကတော့ငါတလောက်ရဲ့မူရင်းအနံလေးပျောက်သွားမှဆိုးတဲ့အတွက်ဂျင်းနဲ့ကြက်သွန်ဖြူကိုထည့်မထားပါဘူးနောက်ပြီးအိုးရဲ့အောက်ခြေမှာစပလင်မထည့်ချင်တဲ့သူကတော့ကြံရိုးလေးထည့်ပြီးတော့မှပေါင်းလို့ရပါတယ်ရှင်ကဲကျမကတော့အယိုးထီနူးအောင်ပေါင်းမှဖြစ်တဲ့အတွက်ရေလေးခန်းလာပြီဆိုရင်တော့ရေလေးထည့်ပြီးတော့မှဆက်ပြီးတော့တည်ထားပေးလိုက်ပါမယ်ဟင်းကလည်းမကြက်သေးဘူးဘိုက်ကလည်းစားနေပြီဆိုတော့အိမ်မှာအသင့်ရှိတဲ့ Din Wan Snow Cookie လေးကိုကျမကအစာပြေးလေးစားလိုက်ပါအောင်မယ် Din Wan Snow Cookie ကအဆင့်မြင့်ဆန်းနဲ့ထုတ်လုပ်ထားပြီးတော့မှကျွတ်ကျွတ်ရွရွလေးနဲ့တော်တော်လေးစားလို့ကောင်းတယ်ကျမရင်းနဲ့ညီညွတ်စွာထုတ်လုပ်ထားပြီးတော့မှအာဟာရလည်းဖြစ်စေတယ်နောက်ပြီးတော့ဒီမုံလေးကအချိန်မရွေးနေရမရွေးမှာစားလို့ရတယ်လို့ကလေးလူကြီးလည်းအကုန်ကြိုက်ကြတယ်ကျမတို့တော့ဒီ Din Wan Snow Cookie လေးကစားပြီးရင်စားခြင်းကိုဖြစ်နေတော့တာပဲဟိုးရင်ကလေးကစားခဲ့တယ်လို့ခုချိန်ထိလည်းစားပြနေတော့မယ်ကဲကျမတို့မကြခဏဘိုက်စာတက်တယ်ဆိုရင်တော့ Din Wan Snow Cookie လေးကိုအိမ်မှာဆောင်းထားဖို့လိုမယ်နော်6နာရီလောက်ပေါင်းပြီးမှကျမတို့ရဲ့ငတလက်အိုးလေးကစီလေးလည်းပြန်လာပြီးအယိုးလေးလည်းနူးလာပြီးဆိုရင်တော့စားလို့ရပါပြီကဲအခုဆိုရင်တော့အယိုးပါနူးပြီးတော့မှတရက်ကွက်လုံးမွေးမှကျမတို့ရဲ့ငတလက်ပေါင်းလေးကစားလို့ရပါပြီရှင်အားလုံးကိုကျေးဇူးပါရှင်